လွန်ခဲ့တဲ့2006ခုနှစ်ကကျွန်တော်စင်ကာပူမှာသွားပြီးတော့မှအလုပ်လုပ်ခဲ့ဘူးလေဗျအဲ့လိုအလုပ်လုပ်ခဲ့ပြီးတော့ညဆိုင်ရှင်းရတာပေါ့ညဆိုင်ရှင်းတော့စင်ကာပူရဲ့အဖိုးကြီးနဲ့အတူတူအလုပ်လုပ်ရတဲ့ခါကျတော့ဖိုးကြီးရဲ့ကျွန်တော်ကိုမေးတယ်ဗျဘာမေးလဲဆိုတော့မင်းတို့နိုင်ငံကကွာရွှေငွေကြောက်တံပရမများတွေကျွန်းတစ်တွေရေနံတွေ guest တွေအများကြီးပဲကွာတဲ့တဘာဝတရားဇာတာတွေမှာအရန်ကိုအများကြီးပဲမင်းတို့ပိုင်ဆိုင်ထားတာတဲ့ပြီးတော့ကွာတဲ့လူတရားဇာတာတွေလည်းအများကြီးပဲရှိတယ်ကွာတဲ့ပင်လယ်ပြင်ကြီးရတဲ့အကျယ်ကြီးတဲ့မြေဧရိယာကြီးရတဲ့အကျယ်ကြီးတွေပဲတဲ့မင်းတို့မှာပိုင်ဆိုင်ထားတာသာတော်မှလည်းဘာမှမထွက်တဲ့ငါတို့တိုင်းပြည်မှာဘာလို့မင်းတို့လာပြီးအလုပ်လုပ်နေကြရတာလဲငါတို့မှအံ့ဩလို့လို့မင်းတို့ကောင်းနေရတဲ့ရွှေချုပ်ကိုဖိန်ခုထိုင်ထားပြီးတော့မှတဲ့ငါတို့စီမှာလာအလုပ်လုပ်နေကြရတဲ့ကောင်းကြီးအဲ့လိုပြောခံရတယ်အမေခံဘူးတဲ့အဲ့တော့ကျွန်တော်ပြန်ပြောခဲ့ပါလေအေးကွာလို့အဲ့ဒါကြီးငါတို့အတွက်မဟုတ်ဘူးကွာ